ကဲဒီနေ့ကကြတော့ဘယ်သွားနေလဲဆိုမနက်ဆေးသွားနေဖြစ်ပါတယ်မနက်ဆေးသွားနေတဲ့ချိန်မှာပေါ့နော်အတီးတယောက်တွေးလို့ဆိုင်းရပြုံးပြလိုက်ပါတယ်ပြုံးပြလိုက်ချိန်မှာဆိုင်းကိုပြန်မပြုံးပြပါဘူးခြေနဲ့ပြန်ဖြစ်သွားတယ်ပေါ့နော်ဒါမျိုးတိုက်ရှိရပေါ့နော်ကဲဒါလေးကတော့ဈေးလေးဖြစ်ပါတယ်ပထမတော့ food blog ဘာရရင်ကောင်းမလဲဘာတွေတင်ဆက်ပြရင်ကောင်းမလဲဆိုပြီးဈေးသွားတာပေါ့နော်ဒါပေမဲ့ရောက်သွားတော့ကိုရီးယားပေါ့နော်ကြော်တွေစားတယ်အကြော်စားပြီးတော့ဒီဟာဝယ်ပြီးတော့ပေါ့နော်အပျော့စားမှာဖြစ်ပါတယ်အပျော့နဲ့သူက share ပဲပေါ့နော်အကြော်ဆိုလည်းအရန်ကောင်းဒါကတော့ဆိုင်းစားမဲ့အပျော့ဆိုင်လေးပဲဖြစ်ပါတယ်ဒီကအပျော့တွေပေါ့နော်တဘာဝစစ်နေထရအရတာစစ်ကိုစားတာဖြစ်ပါတယ်ဒီနေ့ကကြတော့ကျမတယောက်တည်းဖြစ်ပါတယ်ဘယ်သူမှမပါပါဘူးကျမစပိန်နဲ့လာဖြစ်ပါတယ်ဈေးလေးကပေါ့နော်အရန်ဟိုမှာတာရပါတယ်အေးလေးနဲ့ကဲဒါကပေါ့နော်ကျမအရန်စားချင်နေတဲ့တိုဖူးပျော့လေးပဲဖြစ်ပါတယ်ကျမအခုလို vlog ရချင်းပတ်စံအရန်ရလို့တော့ရိုက်တာတော့မဟုတ်ပါဘူးဒါပေမဲ့အမွေးမှာရောက်နေတဲ့သူတွေအမောပြေကြည့်ဖို့ပေါ့နော်တချို့အရန်ပြောရလို့တိဖို့ပေါ့နော်ကဲဒါကတော့ကျမတော့အပျော့ဆွဲပါပြီဘဒူတွေဆွဲကျမကတော့ဆွဲပါပြီအဲ့ချိန်မှာမမူကရောက်လာပြီးတော့သူ့ရဲ့အနွေးထဲဝတ်ထားတယ်ဆိုပြီးတော့ तू ကပဲပေါ့နော်ချမ်းလို့ဝတ်ထားဆိုပြီးတော့ဝတ်ထားခိုင်းတဲ့အင်ဂျီကို तू ပြန်လာချွတ်ယူတော့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू နဲ့ကျမနဲ့ကတော့မတက်အတူနေဖြစ်ပါတယ်ကျမတော့တွေ့တဲ့အတိုင်းမှာကျိုးတစ်ချောင်းပဲဝတ်လာခဲ့တယ်ရာတီဥတော့အရန်ချမ်းတယ်ပေါ့နော်တချို့ကပေါ့နော်ဆိုင်းနဲ့သူနဲ့ပေါ့နော်ဗီဒီယိုပါပဲတွင်အရန်ကြည်နူးနေတယ်ထင်ကြတယ်ပေါ့နော်ဒါပေမဲ့ဆိုင်းတော့မတက်အတူနေအဖွဲရပါကျမတော့အရန်ချမ်းပါတယ်မြကျင်းသားအခြေအနေကဒီနေ့ကပို့ပြီးတော့အေးတယ်ပေါ့နော်လေတဖြူးနဲ့ဒါကတော့ကျမရုပ်ဖြစ်ပါတယ်ပြန်ခါနည်းအကျော်ပါဆယ်ထုတ်ရင်းတစ်ဖြတ်ပေါ့နော်သူကကြတော့ကားနဲ့လာတယ်ဖြစ်ပါတယ်ဆိုင်းကကြတော့စပိန်နဲ့ဖြစ်ပါတယ်ရန်ချမ်းလာလို့ပေါ့နော်မနေနိုင်လို့ဘေးမှာအင်ဂျီရောင်းနေတာတွေးတော့အင်ဂျီဝယ်ပြီးတော့ကောက်ဆွတ်လိုက်ပါတယ်ဒါပေမဲ့ဒီအယောင်တော့မဟုတ်ပါဘူးတခြားအင်ဂျီလက်ပြတ်ပါပဲဒါပေမဲ့ခုနအထက်ဆိုင်တော့နှွေးသွားတယ်ပေါ့နော်ဂျာတဲ့ချိန်မှာလည်းဘောလုံးကင်လဲဝတ်လို့ရအောင်ဆိုပြီးဝယ်လိုက်ဖြစ်ပါတယ်ဒါကတော့ကျမကိုယ်တိုင်ကျမဟာကျမလမ်းမှာထောက်ပြီးတော့ရိုက်ပြီးတော့ပြန်နေတဲ့အထာလေးကိုပြတာဖြစ်ပါတယ်ကျမပြန်နေတဲ့အချိန်မှာမမုန်းကပေါ့နော်ဘာဖြစ်နေလဲမသိဘူး तू ကရှေ့မှာလာလိုက်ဟိုသွားလိုက်ဘေးကနေလာစနေလိုက်လုံနေရပေါ့နော် तू ကလေဘာကိုစိတ်ဆိုးနေမှလည်းမသိဘူးပေါ့နော်ကျမလည်းဘယ်ရမလဲကျမကိုပစ်ထားတဲ့ကျိုးတစ်ချောင်းနဲ့အင်ဂျီယူသွားတယ်ဆိုပြီးတော့အသိရှင်းပြနေပါဒါကတော့ तू ကကားနဲ့ချေမိုးပြီးပြန်သွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီနေ့ကကြတော့ဆိုင်းပေါ့နော်လေတဖြူးတိုက်နေလို့စပိန်နဲ့ဈေးသွားတဲ့ vlog လေးပဲဖြစ်ပါတယ်ကဲဒါတော့ကျမပြန်ပါပြီအားလုံးကျေးဇူးတင်ပါတယ်အမောပြေပါစေရှင် bye bye